ISP မြန်မာ ISP မြန်မာရဲ့ထူထောင်သူတူဖြစ်တဲ့ကိုမင်းစင်အားလုံးလည်းဒါသိကြပါတယ်ကိုမင်းစင်တရုတ်မှာဖမ်းခံလိုက်ရတယ်လို့သတင်းကြားပါတယ်အဲ့တော့မနေ့ကစပြီးသတင်းထွက်လာတယ်ကိုမင်းစင်ကိုတရုတ်ကဖမ်းလိုက်တယ်ဆိုတော့သတင်းကိုမနေ့ကထွက်လာရင်ကျွန်တော်တို့အဲ့ဒါကိုဘလို့လဲပေါ့နော်ဘလို့ဖြစ်တာလဲပေါ့ကျွန်တော်တို့မသိဘူးကျွန်တော်တို့စုံစမ်းရတာပေါ့နော်အဲ့လိုစုံစမ်းနေတော့မှရှိသေးတယ်ဒါတကယ်ကြီးလားအတုလားအစစ်လားမသိဘူးဗျာဒါကြီးဟုတ်လားမဟုတ်လားမသိအဲ့လိုမျိုးဖြစ်နေတော့စုံစမ်းလိုက်ကြည့်လိုက်တဲ့ခါကျတော့တရုတ်နိုင်ငံသားဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကဒီနေ့ဂျွန်လ12ရက်နေ့မှာတော့တရားဝင်အတည်ပြုပြောကြားလိုက်တယ်သူကဘာဖြစ်လို့ဆိုတော့မင်းစင်ကိုသူတို့ဖမ်းထားပါတယ်တဲ့ဘာလို့ဖမ်းလဲဆိုတော့တဲ့မင်းစင်ကိုတဲ့တရှိုးလုံးမှုတရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေမှုတွေနဲ့တန်တရားရှိတာကြောင့်သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ဥပဒေနဲ့အညီထိမ့်သိမ်းမှုပြုလုပ်ထားတာပါလို့ဆိုပြီးတော့တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတူဖြစ်တဲ့လင်ကျန်းကပြောတယ်လင်ကျန်းကပြောလာတယ်အဲ့တော့ကိုမင်းစင်ဆိုတာက ISP မြန်မာရဲ့ဥဆောင်ထူထောင်သူလည်းဖြစ်တယ်နော်သူက ISP မြန်မာဆိုတာကကျွန်တော်လည်းဟိုးအရင်တော့ပြောဦးတယ်ကိုမင်းစင်ရဲ့ ISP မြန်မာဆိုတာကတရုတ်နိုင်ငံနဲ့ပတ်သက်ရင်ပြောတာတော်တော်ရေးတယ်သူကတရုတ်နဲ့ပတ်သက်ရင်ကောင်းတာသိရေးလို့မရှိဘူးမကောင်းတာရွေ့ရေးတာတရုတ်နဲ့ပတ်သက်မကောင်းမရေးတာဘယ်တော့မှကောင်းတာသိရေးလို့မရှိဘူးမကောင်းတာပဲရေးတာအဲ့တော့မကောင်းတာရေးတော့သူက American ရဲ့ sponsor နဲ့သူထောင်ထားတယ်လို့ ISP မြန်မာအဲ့လိုကျွန်တော်တို့ကနားလည်ထားတယ် American sponsor ဆိုတာတဲ့ American ရဲ့အစိုးရရဲ့အဖွဲ့အစည်းတွေရှိတယ်နိုင်ငံခြားကိုဝါရဖြန့်ချီလုပ်တဲ့အဖွဲ့အစည်းရှိအဲ့အဖွဲ့အစည်းများတော့တဲ့ကဒါပေါ်တော့ပတ်စံသုံးနိုင်တဲ့အဖွဲ့တစ်ဖွဲ့ကနေပြီးတော့သူ့ကို funding လုပ်ပေးထားတယ် NGO funding ပေးထားပြီးတော့သူ့လောက်ခိုင်းထားတယ်ပြီးတော့သူကတော်တော်လေးအကြောင်းအရာတွေလေ့လာတဲ့ခါမှာတော်တော်သေချာလေ့လာလေးရှိပါတယ်သူ့ရဲ့နောက်ဆုံးဟာတွေကျွန်တော်တို့ကြည့်လိုက်တဲ့ခါကျတော့တရုတ်နဲ့ပတ်သက်ပြီးပြောထားတာတရုတ်ကဒီ10-20ခုစစ်စေးဟာတွေဆက်ဆက်တာတွေတရုတ်နဲ့ဆက်ဆက်တာတွေပြောတယ်နော်တရုတ်ကစီးပွားရေးလုပ်ငန်းတွေတရုတ်ကလာတွေနေထားတွေမြန်မာပြည်ပေါ်တရုတ်ကဘယ်လောက်လွှမ်းမိုးနေတယ်ဆိုတာတွေကိုသူကအများကြီးသူတုံးသက်ချက်တွေရေးသားချက်တွေအများကြီးလုပ်တာ ISP ကအဲ့တော့အဲ့လိုလုပ်ထားတဲ့လူကထူးထူးဆန်းဆန်းဒီလောက်တရုတ်ကိုအတကုံရေးနေတဲ့လူကထူးထူးဆန်းဆန်းတရုတ်ပြည်မှာဖတ်ခံလိုက်ရတယ်ဆိုတာနည်းနည်းတော့ထူးခြားတယ်ပေါ့နော်သူဘယ်လိုတရုတ်ကိုရောက်သွားတာလဲပေါ့ဆိုတော့သိရတဲ့လောက်ကသူ့ကိုပြီးခဲ့တဲ့ဇွန်လ3ရက်နေ့တော့တဲ့သူကယူနန်ပြည်နယ်ကူမင်းမြို့မှာကျင်းပတဲ့ညီလာခံတစ်ခုကိုတက်ဖို့ဆိုသူသွားရင်းနဲ့ကူမင်းလေစိတ်မှာပဲသူ့ကိုဖမ်းလိုက်တာတဲ့ကူမင်းလေစိတ်မှာဖမ်းလိုက်တယ်ဒီလိုဖမ်းဆီးထားလိုက်ကြောင်းကိုလည်းကွမ်ကျိုးမှာရှိတဲ့အမေရိကန်ကောင်စစ်ဝင်ချုပ်ရုံးကိုတရုတ်ဆိုတာအသိပေးထားပြီးလို့ပြောတယ်ဆိုတော့သူ့ကိုပြောတာကပြောလိုက်တယ်ပေါ့နော်ပြီးတော့ပြောရင်တော့သူ့ကိုဖမ်းရခြင်းအကြောင်းရင်းကိုကတော့ကဒီတရှိုးလုံးမှုဆိုတဲ့စကားလုံးကြီးတစ်ခုတည်းကိုတော်တော်ကြီးကြီးမားမားတပ်ပလိုက်တာတော့တွေ့ရတယ်ခက်တာကိုမင်းစင်ကတော့ဒါမြန်မာနိုင်ငံသားမဟုတ်တော့မြန်မာပြည်ဖွာတရုတ်နိုင်ငံအမေရိကန်နိုင်ငံသားဖြစ်နေပြီဆိုတော့သူ့အနေထားကဒါအမေရိကန်နိုင်ငံသားလည်းဖြစ်တော့သူအမေရိကန်နိုင်ငံသားဆိုတဲ့ဟာကိုသူယူပြီးတော့ဒီတရုတ်ပြည်တော့သူတွားရဲတဲ့ပုံနဲ့သူတွားခဲ့တဲ့ပုံပေါ်တယ်ပြီးတော့ယူနန်ပြည်နယ်ကူမင်းမှာကျင်းပတဲ့ညီလာခံတစ်ခုဆိုတာကျွန်တော်ကခံမှန်းတာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဆွေးနွေးပွဲတစ်ခုသူတွားဖို့ရတယ်ဆိုတော့ဒါဗျာကူမင်းမှာဘယ်သူတွေဆွေးနွေးနိုင်လဲဆိုတော့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်အဲ့ဒီအဖွဲ့တွေပဲရှိမယ်အဲ့ဒီအဖွဲ့တွေရဲ့ဆွေးနွေးပွဲတစ်ခုသူတွားလိုက်ပုံရတယ်ပေါ့နော်တွားလိုက်ပုံအဲ့လိုတွားလိုက်လို့ပေါ့နော်တွားလိုက်လို့ဟိုဘက်ကတရုတ်အဖွဲ့တွေကတော့ဘာမှတရုတ်အဖွဲ့တွေကဒါသူ့ကိုတွေ့တော့မှကောက်ပြီးဖမ်းလိုက်တာပေါ့နော်ပြီးတော့ ISP မြန်မာကိုလို့သူတို့စောင့်ကြည့်နေမှာပဲစောင့်ကြည့်ပြီးတော့တွေ့တယ်မကောက်ဖမ်းလိုက်တယ်ဖမ်းလိုက်တော့အခုတော့တွားပြီပေါ့နော်ဆိုတော့တိုင်းသားလက်နက်ကိုင်တွေဆွေးနွေးပွဲတစ်ခုဖြစ်နိုင်ခြင်းရှိတဲ့အတွက်ဒီအဖွဲ့တွေလည်းဘာလို့မဟုတ်သူတို့ဘာလို့ပြီးနေမှာမဟုတ်တရုတ်ကဖမ်းလိုက်ရင်ဘာမှလုပ်လို့မရဘူးနော်အဲ့တော့ဒီကိုမင်းစင်ကိုအမေရိကန်ကပဲတာဝန်ယူရတော့ဖြစ်သွားတယ်သူအမေရိကန်ပြန်ပြီးတော့ကိုမင်းစင်ကိုပြန်တောင်းမလားမတောင်းမလားတော့ကျွန်တော်တို့မသိဘူးတောင်းရင်လည်းတောင်းမယ်မတောင်းရင်လည်းမတောင်းနိုင်ဘူးဘာကြောင့်လဲဆိုတော့တောင်းမယ်မတောင်းဘူးဆိုတော့ပြောရခဲ့တယ်ဒါပေမဲ့သူဒီလိုဖမ်းခံရတဲ့ပတ်သက်ပြီးတော့ဒေါ်စောကြည်လို့ခေါ်တဲ့ကြောက်ကျင့်ပေါ့နော်ကြောက်ကျင့်ဆိုတဲ့အမျိုးသမီးကြောက်ကျင့်ဆိုတဲ့အမျိုးသမီးကြောက်ကျင့်ဆိုတော့ကတော့ဟိုစောက်ကျင့်ပေါ့အဲ့လိုပြောမှာကြောက်ကျင့်စကားမမြင်အဲ့လိုဖြစ်သွားနိုင်တယ်မထွက်တိုင်းကြောက်ကျင့်ကိုစောက်ကျင့်လို့ထွက်မှာနော်အဲ့တော့ဟိုအဲ့အမျိုးသမီးကနေပြီးတော့ ISP မြန်မာကွန်မရှင်ဖန်ခံရတဲ့ကိစ္စကိုအဲ့အမျိုးသမီးကထားရေးတယ်သူကမြန်မာတွေနဲ့ပတ်သက်ရင်သူကမြန်မာတွေကိုနှိမ်တတ်တဲ့ဗီဇရှိတယ်မြန်မာတွေကိုအမုန်းတရားတွေတအားပြောတယ်မြန်မာတွေကိုသူကသူ့ရဲ့အယိုးတဲ့ဂျိုးရင်းချင်းစီတွေကမြန်မာတွေကိုသူမုန်းနေပုံရတယ်ပြီးတော့တရုတ်ပြည်မှာချစ်ကြည်ရေးကိုပြပြားစီခြင်းနဲ့ဆန္ဒသူ့မှာရှိနေပုံရတယ်ဘာလို့ဆိုတော့သူကတရုတ်နိုင်ငံနဲ့ပတ်သက်ပြီးမြန်မာတွေဝေဖန်တဲ့မြန်မာတွေကိုတရိษံတွေလိုမျိုးကိုပြောပြတာလုံးဝနလဘိန်းတုံးပုံစံမျိုးတကယ်ကိုမြန်မာတွေကိုနှိမ်ချပြောဆိုမှုတွေအကြီးကျယ်လုပ်ပြလိမ့်ရှိတယ်ဆိုပြောရရင်တော့အဲ့လိုလုပ်တဲ့အတွက်မြန်မာတွေကသူ့ကိုချစ်မလားမုန်းမလားပိုတော့မုန်းသွားမှာအဲ့ပိုမုန်းအောင်များဒေါ်စောကြည်ခေါ်ကြောက်ချင်းကသူလုံနေကြတော့မသိဘူးရွေချက်ရှိပေါ့နော်အဲ့တော့သူ့ကြောင့်တရုတ်နဲ့မြန်မာပိုပြီးမုန်းမှာအမုန်းပိုပွားမှာအဲ့တော့သူကဘာရေးလဲဆိုတော့
မနေ့ကရေးတဲ့ပုံစံရပါတော့မနေ့ကဒီနေ့မနေ့အစောမှသူရေးတာသူကတရုတ်မှာနေပဲလေဒီသတင်းကိုမတွေ့ရဘူးတဲ့ကိုမင်းစင်ဘာလဲပဲလေဘယ်တရုတ်မှမသိဘူးတဲ့စိတ်လဲမဝင်စားဘူးတဲ့ကျွန်မလည်းတရုတ်ဆန့်ကျင်နေတဲ့ဝမ်းစာရှာတဲ့ ISP မြန်မာတို့သိတယ်တဲ့ကိုမင်းစင်ကိုမသိဘူးတဲ့နော်မသိဘူးလို့ပြောတာတော့သူတော်ညံ့တာဒီဖွားကြီးတော်ညံ့တယ်လို့ခေါ်တယ်အဲ့ဖွားကြီးဘာလို့ဆိုကိုမင်းစင် ISP မြန်မာနဲ့ကိုမင်းစင်ကိုမသိဘူးဆိုတဲ့ဒီဖွားကြီးဘာတွေကြောက်ကြီးပြောနေလဲမသိဘူးသူ့ကိုယ်သူတော့ပညာရှင်လို့ပြောတာပဲပါမောက်ခလို့ပြောတယ်ဘယ်ပါရီမောက်ပြီးခတာလို့ကျွန်တော်မသိဘူးသေချာတာက ISP မြန်မာကိုသိရင်ကိုမင်းစင်ကိုသိရတယ်မသိဘူးဆိုကြတဲ့ကသူ့ရဲ့လိလာမှုဘယ်တော့တော့ညံ့ပြင်းတုံးနေလဲဆိုတာစဉ်းစားလို့ရတယ်တော်တုံးတဲ့အဖွားကြီးလို့ခေါ်လို့ရတယ်ဟိုတော်ညံ့တာကိုခေါ်တယ်ဒီဖွားကြီးနော်သူကဘာဖြစ်လဲဆိုတော့တရုတ်နဲ့ပတ်သက်ပြီးတော့တဲ့သူကဟိုတရုတ်နဲ့ပတ်သက်ပြီးစန့်ကျင်နေတဲ့ဝမ်းစာရှာတဲ့ ISP မြန်မာကိုသိတယ်ကိုမင်းစင်မသိဘူးတဲ့တရုတ်ပြည်မှာဖန်ခံခြင်းဆိုတာတဲ့တရုတ်ပြည်ထဲမှာတရုတ်ပြည်ရဲ့ဥပဒေကိုတရားဥပဒေချိုးဖောက်ခြင်းဒါမှမဟုတ်အခြားနိုင်ငံသားတွေပေါ်မှာဆိုးရတဲ့ရာဇဝတ်ကျူးလွန်ခြင်းရှိမှဖန်ခံရတဲ့ social media မှာတရုတ်ကိုအိုးမဲ့တုတ်ခြင်းဖြင့်ဖန်ခံရမှာမဟုတ်ဘူးတဲ့နော်တရုတ်အိုးမဲ့တုတ်ခြင်းဖြင့်ဖန်ခံနိုင်မှာမဟုတ်ဘူးတဲ့တရုတ်ပြည်ကိုတဲ့သတင်းတူတွေနဲ့စိုးစိုးဝါအိုးမဲ့တုတ်တဲ့နာမည်ကြီးသူတွေအစီအမံရှိတွေအချို့ကိုတရုတ်ကအစိုးရအရေးယူရရှိတယ်ဥပမာအမေရိကန်နိုင်ငံဝန်ကြီးရူဘီယိုအခုဖိလစ်ပိုင်ကဝေးဝန်ကြီးကွန်မင်းစင်ဆိုတဲ့လူကဒီအဆင့်မရောက်သေးဘူးတဲ့အဝေးကွာသေးတယ်ကွန်မင်းစင်ကလည်းအဲ့အဆင့်မရှိဘူးကွာပြောချင်တာအဲ့တော့တရုတ်ကိုအိုးမဲတုတ်ချင်းကြောင့်အရေးယူခံရတာတော့အဖမ်းခံတဲ့အထိမရောက်ဘူးတဲ့သူကိုယ်တိုင်သူ့မိသားစုရဲ့တရုတ်ဗီဇာမထုတ်ပေးခြင်းတရုတ်ပြည်ဝင်မပြုခြင်းတရုတ်နဲ့စီးပွားရေးလုပ်ခွင့်မပြုခြင်းလို့ပဲပြုတယ်တဲ့ပြောချင်တာအဲ့လိုပေါ့နော်ဆိုတော့အဲ့ကြောင့်သူအဖမ်းခံရဆိုရင်တရုတ်ပြည်ရဲ့ဥပဒေကိုချိုးဖောက်ခြင်းရှိတာသိကြတယ်တဲ့သူ့အတွက်ဒီမိုကရေစီရွှေအောင်တင်ပေးဖို့မဟုတ်ဘူးတဲ့ကိုယ်နာမည်ကြီးလာအောင်သူရဲကောင်းနာမည်ရှိလာအောင်တမန်သက်သတင်းဖြန့်ဖို့လည်းရှိနိုင်တယ်တဲ့မြန်မာပြည်မှာဘယ်သူမှဆိုနာမည်ကြီးခြင်းတရုတ်ဆန့်ကျင်လို့ဆိုတဲ့ဖြတ်လန်းကိုတဲ့လူတိုင်းသိတယ်မဟုတ်လားတဲ့နော်ဥနေဝင်ရဲ့မြီးကိုအေးနေဝင်ပြောတာဥနေဝင်မြီးဖြစ်သူတော့မကြခင်ကပေးသက်များရဲ့အကြက်ရလာအောင်တရုတ်ဆန့်ကျင်လုပ်တယ်မဟုတ်လားတဲ့ခါတိုင်းဘာ post ရေး like ပေးသူတိတ်မရှိပဲတရုတ်ဆန့်ကျင်လုပ်တိုင်း like ပေးသူထောင်ချီရှိလာနေတယ်ဆိုအမြဲတွေ့ရတယ်မဟုတ်လားတဲ့ဆိုပြီးတော့သူကပြောချင်တာတော့ဗျာတရုတ်ဆန့်ကျင်လို့ရင်လည်းမကြီးတယ်ပေါ့ဒီလိုပြောတာဆိုတော့အဲ့ဒါတရုတ်ဆန့်ကျင်လို့လည်းမကြီးတယ်မဟုတ်ဘူးဗျကို့အမျိုးသားရေးစိတ်သက်ရှိတာကြောင့်လူတွေကအမျိုးသားရေးစိတ်ရှိတဲ့လူတွေကအားပေးတာနိုင်ငံချစ်စိတ်ရှိတဲ့အမျိုးသားရေးစိတ်ရှိတဲ့လူကအားပေးကြတာအကိုမင်းစင်ကတော့ရှင်းရှင်းပြောရင်မြန်မာနိုင်ငံသားတော့မဟုတ်ဘူးမြန်မာပြည်ဖွာတရုတ်အမေရိကန်နိုင်ငံသားအဲ့တော့သူကတော့တရုတ်နဲ့ပတ်သက်ရင်တော့သူကအမေရိကန်ရဲ့ဟွာတိုင်းသူသွားမှာပဲ guideline နဲ့သူသွားမှာပဲကျွန်တော်တို့ကတော့ရှင်းတယ်ကျွန်တော်တို့ကြတော့ရှင်းတယ်ဘယ် guideline မှမစင်စားဘူးငါတို့မြန်မာနိုင်ငံရဲ့အကျိုးစီးပွားနံပါတ်1 nation first အဲ့ပုံစံနဲ့သွားမှာအဲ့ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးတရုတ်ကအခုမြန်မာသမ္မတကိုဦးမင်းအောင်လှိုင်ကိုတရုတ်သမ္မတဖိတ်တယ်ကျွန်တော်ကောင်းကောင်းပြောမယ်မကောင်းတာဘာမှမပြောဘူးရှင်းလေးဘာမှမပြောတဲ့ကြောင့်မရှိဒါပါလေဒါပေမဲ့မြန်မာသမ္မတကိုနေနေချာဆက်ဆံတာစောစောကားလောက်တာဟိုအထင်သေးမြင်သေးလို့တယ်ဆိုရင်တော့ကျွန်တော်လောလည်းမခံဘူးအဲ့ကျွန်တော်အဲ့သမ္မတကျွန်တော်ထောက်ခံသည်ဖြစ်စီမထောက်ခံသည်ဖြစ်စီကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီခင်ဗျာရှင်းလေးပဲကျွန်တော်သမ္မတကိုအဲ့တရုတ်နိုင်ငံသမ္မတကမလေးမစားလို့ကျွန်တော်လောလည်းခံဘူးဘာကြောင့်လဲဆိုတော့ဒါနိုင်ငံအုပ်ဆောင်ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကဘယ်သူပဲဖြစ်နေအဲ့လူကိုတစ်ဖက်နိုင်ငံအကောင်းဆောင်တွေကဒီလိုမျိုးလုပ်ရင်ကျွန်တော်လောလည်းမခံဘူးဒါကျွန်တော်တို့ရဲ့မှုပဲအဲ့တော့ကျွန်တော်နိုင်ငံကိုချစ်တာအဲ့တော့ကျွန်တော်တို့ဆိုအဲ့လိုပဲအဲ့တော့ဒီကိုမင်းစင်ကိစ္စမျိုးဆိုရင်ဒါကိုမင်းစင်ကတရုတ်ပြည်ကိုဗီဇာလျှောက်မှဝင်လို့တရုတ်ပြည်ဆိုတာဗီဇာလျှောက်ပြီးဗီဇာရမှဝင်လို့ရတာခင်ဗျာဝင်နေဝင်ထွက်ချင်ထွက်လို့ရအောင်တာလန်စရာမဟုတ်ခဲ့ဘူးတရုတ်ကသူကစီးနေကန်းနဲ့သူတို့ဟိုရှိတယ်သူတို့မှသူတို့ရဲ့ immigration တအားနည်းနည်းတင်းကြကြမှာပါတယ်အဲ့တော့ကိုမင်းစင်က immigration မှာဒီဗီဇာတရုတ်တိုင်းမှာဗီဇာတော့လျှောက်ကြတဲ့ကအဲ့ information ကတရုတ်အစိုးရကတန်းရောက်သွားပြီရောက်သွားဖြစ်တဲ့မင်းစင် ISP မြန်မာဖြစ်တဲ့အတွက်ဒီကောင်ဖမ်းလို့ရတယ်ဆိုတော့မြင်သွားလို့ရှင်းပြောရင်တော့ဝင်ခွင့်ပေးပြီးတော့မှတမင်ကိုကုတ်ကနေဖမ်းတာပြောရင်တော့အစတည်းကဒီမင်းစင်ဆိုတဲ့ကိုမင်းစင်ကိုမဖမ်းစေချင်ဘူးမလုပ်ချင်ဘူးဆိုရင်အစတည်းကသူ့ဗီဇာမပေးလိုက်ရတယ်ဒါပေမဲ့တမင်ပေးပြီးတမင်ဖမ်းချင်လို့တမင်ဗီဇာပေးတာအဲ့တော့အဲ့လိုရှိတယ်ပေါ့နော်ဆိုတော့တခါတခါကျရင်တရုတ်ကိုဒီလိုမျိုးပြောလို့ရေးလို့ဖမ်းခြင်းဆိုရင်ခင်ဗျာကျွန်တော်လည်းတရုတ်ကိုပြောနေချင်းတော့ကျွန်တော်လည်းတရုတ်ကဖမ်းပါတယ်လားဒါတရုတ်ပြည်ကျွန်တော်သွားရင်တရုတ်ဖမ်းထားမလားပြောမရဘူးလေဒါပြောမရနိုင်ဘူးပြောချင်တာရှင်းရှင်းလေးကျွန်တော်ဒီလောက်တရုတ်ပြည်နဲ့ပြောတဲ့ဝေဖန်ထောက်ပြရဲကြီးကျယ်လုပ်တယ်လို့တော့ကျွန်တော်လည်းကြည့်မြင်အမြင်ကတ်တာတွေတပုံကြီးပဲโอเคအဲ့တော့ကျွန်တော်ကခဲခုနေတရုတ်ပြည်ခီးတစ်ခုသွားမယ်ကိစ္စတစ်ခုသွားမယ်နိုင်ငံတော်ခီးစဉ်တစ်ခုခီးသွားမယ်ဆိုတော့ကျွန်တော်ဖမ်းမထောက်လို့ပြောလို့မရဘူးဒီကောင်လေးပြောမရဘူးဟိုတိတ်စိတ်ချရတာမဟုတ်အဲ့ဒါမျိုးပေါ့အဲ့တော့ကျွန်တော်ကအဲ့လိုပြောလို့ရှင်းရှင်းလေးအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ယုံကြည်မရှိဘူးဆိုအဲ့ဒါပေါ့ဘယ်လိုမှယုံကြည်မရှိဘူးဒါကြောင့်ယုံကြည်မရှိတာသို့တော့နိုင်ငံဆက်ဆံရေးကောင်းဖို့ကိစ္စတွေမကောင်းဖို့ကိစ္စတွေဆိုတာကရှင်းရှင်းပါဒီလိုဒေါ်စောကြည်လိုပုံကိုမျိုးတွေကြောင့်ပို့ပြီးတော့စိုးရမှုပဲဖြစ်စီမှာကျွန်တော်ဖြစ်เสียဘာကြောင့်မှတော့မရှိဘူး။ဘာလို့ကျွန်တော်တော့ရှင်းတယ်ကိုယ်နိုင်ငံအကျိုးစီးပွားနံပါတ်1နိုင်ငံအကျိုးစီးပွားနိုင်ငံပေါပေါလို့နိုင်ငံအကျိုးရှိမှဆိုရင်လောဝမ်းသာတယ်အားပေးတယ်အမြဲတမ်းပြောတယ်ဒါပေမဲ့မစော်ကားနဲ့မလေးမသားမလုပ်နဲ့ဒို့နိုင်ငံသားပေါ်မှာမလေးမသားမလုပ်နဲ့လောလက်မခံဘူးဒါမျိုးကကျွန်တော်ပြတ်သားပြောတယ်ဒါကိုပြောတာအဲ့တော့တစ်ချိန်လုံးတိုက်ခိုက်နေဖို့လည်းဆန္ဒမရှိဘူးချိန်လုံးတိုက်ခိုက်လို့ဆန္ဒမရှိဘူးချိန်လုံးလည်းဘောမာနေဖို့ဆန္ဒမရှိဘူးရှင်းပြောရတော့တရုတ်ကိုဘောမာရလောက်အောင်လဲကျွန်တော်လည်းငတ်ပြတ်နေတဲ့ကောင်မဟုတ်ဘူးဒါပွင့်နေပြောအဲ့တော့ငတ်ပြတ်နေတဲ့ကောင်တွေမာရင်မာကြပါစေအကျိုးစီးပွားလို့မာတဲ့ကောင်မာကြပါစေကျွန်တော်တော့ရှင်းလေးပဲမာတယ်ဘာကြောင့်မှမရှိဘူးကိုယ်နိုင်ငံနံပါတ်1ပဲဒါကျွန်တော်မူပဲအဲ့တော့ရှင်းလေးသွားတာအဲ့တော့ဒီတရုတ်ကိစ္စကတော့ကိုမင်းစင်ဖမ်းတဲ့ကိစ္စကတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်တရုတ်တွေရဲ့ဒီတမင်ရွေးချက်ရှိဗီဇာပေးမှရွေးချက်ရှိဖ
ဖမ်းလိုက်တဲ့ကိစ္စကြီးအဲ့တော့အမေရိကန်နဲ့ညှိကြပြီတော့အမေရိကန်ကတော့အကယ်လိုချင်နေဆိုရင်တော့ပြန်တောင်းလိမ့်မယ်မလိုချင်ဘူးဆိုရင်တော့ဒါကိုမင်းစင်ဘောကတော့ကန်ဆိုးရှာတာပဲနော်ကိုမင်းစင်ဘောကကန်ဆိုးရှာတာပဲနော်ဆိုတော့ဘယ်လိုဖြစ်မလဲတော့မသိဘူးဒါလေးကျွန်တော်တို့စောင့်ကြည့်အောင်မယ်သူ့ရဲ့နောက်ဆက်